အားလုံးပဲမင်္ဂလာပါ How to speak like a native speaker တယောက်လို English စကားကိုဘယ်လိုပြောမလဲဆိုတဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ဒါကတော့ကျွန်တော်တို့လူနှစ်ယောက်အပြန်အလှန်ပြောထားတဲ့ conversation တစ်ခုနဲ့ပတ်သက်ပြီးတော့ native speaker တွေလက်တွေ့ဘဝမှာဘယ်လိုမျိုး English စကားကိုပြောကြသလဲ။သူတို့အတန်ချိတ်ဆက်ပုံချိတ်ဆက်နည်းတွေသူတို့ရဲ့အတန်အတွက်အမှန်တွေကိုကျွန်တော်တို့အသေးစိတ်ခွဲခြမ်းပြီးတော့လေ့လာတာဖြစ်တယ်။ဒီလိုလေ့လာခြင်းကကျွန်တော်တို့ကိုသူတို့နဲ့ပို့ပြီးတော့တူအောင်ပြောနိုင်စေတယ်ပေါ့နော်။သူတို့ရဲ့အတန်ချိတ်ဆက်ပုံတွေကိုလေ့လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကိုစကားပြောတဲ့အခါမှာပို့ပြီးတော့ smooth ဖြစ်စေတယ်ပြီးရင်သူတို့ပြောတဲ့အခါလဲသူတို့ရဲ့ English speaking ကိုကျွန်တော်တို့ကပို့ပြီးတော့နားလည်စေတာဖြစ်တယ်နော်ဒါကြောင့်မလို့အခုလိုမျိုးအတန်ကြွက်တွေကိုအသေးစိတ်ခွဲခြမ်းလေ့လာခြင်းကကျွန်တော်ရဲ့ speaking ကိုများစွာကောင်းစေတာဖြစ်တယ်ဆိုတော့ဒီလိုမျိုးဗီဒီယိုပုံစံတွေကကျွန်တော်အမြဲတမ်းလုပ်နေကြဗီဒီယိုပုံစံတွေဖြစ်တယ်ပေါ့နော်ဆိုတော့ဘာကြောင့်အခုလိုမျိုးဗီဒီယိုတွေကိုကျွန်တော်စဉ်ဆက်မပြတ်လုပ်တယ်လဲဆိုတော့လည်းပတ်သက်ပြီးကျွန်တော်မှာအကြောင်းရင်းရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာ English လေ့လာမှုနဲ့ပတ်သက်ပြီးတော့အများစုက English grammar ပြီးရင် vocabulary တွေကိုကျွန်တော်အလွတ်ကျက်တာမျိုးတွေပြီးရင် listening practice တွေ speaking practice တွေအစရှိသဖြင့်ဒါမျိုးတွေလောက်ပဲအာရုံထားတာမျိုးကိုတွေ့ရတယ်ပေါ့နော်ဆိုတော့အများစုကဒီအတန်တွက်ပိုင်းနဲ့ပတ်သက်ပြီးတိတ်ပြီးတော့ focus ထားတာမျိုးမတွေ့ရဘူးဒါပေမဲ့လို့အတန်တွက်ပိုင်းဒီကျွန်တော်တို့ကိုဒီ English language ကို proficient ဖြစ်ဖို့ပေါ့နော်ကျွမ်းကျင်ပိုင်နိုင်ဖို့အတွက်အရေးပါဆုံးအခန်းကဏ္ဍကနေပါဝင်တယ်နော်ကျွန်တော်အခုလိုမျိုးအတန်တွက်တွေကိုအသေးစိတ်နားလည်ခြင်းကကျွန်တော်တို့ကိုဒီ language ကိုပို့ပြီးတော့လေ့လာရတဲ့နေရာမှာတက်မြောက်ဖို့အတွက်မြန်စေတယ်နော်ဒါကြောင့်မို့လို့ဒီလိုဗီဒီယိုလုပ်ခြင်းအပြင်ကျွန်တော်ဗီဒီယိုတွေကိုကြည့်ခြင်းအပြင်ဒီအတန်တွက်တွေဒီကျွန်တော်ရဲ့ English language နဲ့ပတ်သက်ပြီးတော့တိုးတက်ဖို့မြန်မြန်ဆန်ဆန်ကျွမ်းကျင်ဖို့အတွက်ဘယ်လောက်ထိအရေးပါတယ်ဆိုတာမျိုးကိုကျွန်တော်ကမီးမောင်းထိုးပြခြင်းတာဖြစ်တယ်နော်ဒီဗီဒီယိုတွေကြည့်ခြင်းအပြင်မိတ်ဆွေတို့ကိုယ်တိုင်လည်းဒီအတန်တွက်တွေဆိုတာမဖြစ်မနေကျွန်တော်တို့ဒီ English ဘာသာစကားကိုမြန်မြန်ဆန်ဆန်ကျွမ်းကျင်ခြင်းနဲ့ဆိုလို့ရှိရင်လေ့လာမယ်ဆိုတဲ့အရာမျိုးကိုကျွန်တော်ကအသိဝေစေခြင်းတာဖြစ်တယ်နော်ဒါကြောင့်မလို့ဒီလိုဗီဒီယိုတွေကိုကျွန်တော်စဉ်ဆက်မပြတ်လုပ်ပေးတာပေါ့နော်ဆိုတော့ကျွန်တော်ဗီဒီယိုတွေကိုကြည့်ခြင်းအပြင်အခုလိုမျိုးအတန်တွက်တွေကိုလေ့ကျင့်နိုင်သလိုကျွန်တော်ဗီဒီယိုတွေကိုကြည့်ပြီးတော့အတန်တွက်ရဲ့အရေးပါပုံတွေကိုနားလည်ပြီးတော့ဒီအခြားသော internet စာမျက်နှာတွေမှာဒီ global English teacher တွေရှိတယ်ပေါ့နော်အတန်တွက်နဲ့ပတ်သက်ပြီးသင်ပေးတဲ့ English teacher တွေဒါမျိုးတွေကိုတွားပြီးရှာပြီးတော့ကျွန်တော်ကိုတက်နိုင်သလောက်လေ့ကျင့်လုပ်လဲရတယ်အဓိကအဖြစ်ကျွန်တော်ဒီဗီဒီယိုတွေလုပ်ပေးတာကဒီအတန်တွက်ရဲ့အရေးပါပုံကိုကျွန်တော်ကမီးမောင်းထိုးပြခြင်းနဲ့သဘောဖြစ်တယ်ဆိုတော့ဒါကကျွန်တော်ဗီဒီယိုတွေဒီလိုဗီဒီယိုတွေလုပ်အောင်ခြင်းအဓိကအရွယ်ချက်ပေါ့နော် Okay ဆိုတော့ဒီနေ့ရဲ့ main topic ဖြစ်တဲ့ဒီ how to speak like a native ပေါ့နော်ဒီအပြန်အလှန်ပြောထားတဲ့ conversation တစ်ခုနဲ့ပတ်သက်ပြီးတော့ကျွန်တော်အတန်တွက်ပိုင်းဆိုင်ရာအသေးစိတ်လေ့လာကြည့်မယ် Okay ဆိုတော့နံပါတ်1ကျွန်တော် person A ကဘာပြောသလဲ What did you watch last night နော်မင်းလွန်ခဲ့တဲ့ညကဘာကြည့်ခဲ့သလဲနော် What did you watch last night ဒီမှာဆိုရင်ပထမဆုံးအနေနဲ့ကျွန်တော် WHAT ဒါကိုကျွန်တော်ပုံမှန်အတန်ထွက်ရင်ဘယ်လိုမျိုးအတန်ထွက်သလဲ What ဟာထိုးတန်ပါဝါဟာထိုးကတာ What ဒါပေမဲ့လို့ English native speaker တွေအတန်ထွက်တဲ့အခါမှာဟာထိုးတန်မပါဘူးဝါရေးကတာ What ဆိုတဲ့ပုံစံမျိုး What okay What alright ဆိုတော့အဲ့ဒီခုပထမဆုံးသိရမယ်ပြီးရင် did နဲ့ you နဲ့ကျွန်တော်အရှိကဗီဒီယိုတွေမှာလည်းလုပ်ပေးခဲ့တယ် did နဲ့ you နဲ့ဆိုလို့ရှိရင် did you လို့ကျွန်တော်တီးတယ်မသွားဘူး did you နော်ကြားထဲမှာဂါငယ်ရပင်းနဲ့ချောင်းငင် you ဆိုတဲ့ပုံစံမျိုးအတန်ပိုးသွားတယ် did you နော်ဆိုတော့ where did you နော် where did you ပြီးရင် watched okay ဒါကတော့ပုံမှန်အတန်အတွက်ပဲ watched last ဒါကလည်းအတန်အတွက်အားလုံးမှန်တယ် last ပြီးလို့ရှိရင် night okay what did you watch last night all right ဆိုတော့အဓိကအဖြစ် what မဟုတ်ပါဘူး what okay did နဲ့ you နဲ့တွဲလို့ရှိရင် did you နော် did you ဆိုပြီးတော့မသွားအောင်ကျွန်တော်ဒီ sentence ကိုပုံမှန်အတန်ထွက်မယ်ဆိုရင်ဘယ်လိုဖြစ်မလဲ what did you watch last night ဒါမျိုးဖြစ်မှာပေါ့နော်ဒါပေမဲ့ native speaker တွေပြောတဲ့အခါမှာ what did you watch last night all right ဆိုတော့အများကြီးกว่าတယ်ပေါ့နော်ဒါကြောင့်မလို့ဒီလိုမျိုးတွေကျွန်တော်လေ့လာဖို့ကအင်တန်ရေးကြည့်တယ်အဲ့ဒီမှာ person B ကဘာပြန်ပြောလဲ I watched a movie okay ဆိုတော့ငါစကားတကားကြည့်ခဲ့တယ် I watched a movie ဆိုတော့ဒီနေ့ပတ်သက်ပြီးတော့အတန်တော်ပိုင်းဆိုင်ရာပုံမှန်အတန်ထွက်ရင်ဘယ်လိုဖြစ်မလဲ I watched a movie ဒါပေမဲ့ native speaker ရဲ့အတန်ထွက်တဲ့အခါမှာ I watched a movie okay ဘာကွာလဲ I မှန်တာပဲ watched ဒါပေမဲ့ तू က past tense နဲ့ရေးထားတာဖြစ်တယ်ဆိုတော့ကျွန်တော်အများစုသုံးတဲ့ formula ပဲ B နောက်ကကျွန်တော်တရလိုက်တဲ့ formula was ကနောက်ဆုံးဆုံးတာကပါလဲ D ဒါသည် B ဖြစ်တယ်သူနောက်ကလိုက်တဲ့ A ဒီပါလဲတရဖြစ်တယ်ဆိုတော့ B နောက်ကတရလိုက်ရင် B အတန်နဲ့ကျွန်တော်တို့ကဆက်ပြရမယ်ဆိုတော့ D အတန်နဲ့ဆက်ပြရမှာပေါ့ဆိုတော့
I watched a movie ဆိုပြီးမသွားတော့ I watched the movie I watched the movie okay ဆိုတဲ့အတန်နဲ့အတန်ချိတ်ပေးရတာဖြစ်တယ်နော်ဒါမျိုးတွေကိုကျွန်တော်သေချာသိဖို့လိုတယ်ဆိုတော့ဘယ်လိုဖြစ်မလဲ I watched the movie okay ဒါက person B ကပြန်ပြောတာအဲ့ဒီကမှာ person A ကဘာထပ်မေးလဲ Did you enjoy it okay did you enjoy it ဆိုတော့ဒီမှာဆိုလို့ရှိရင်လည်းခုနကလိုပဲ did နဲ့ you နဲ့တွဲထားပြီးဘယ်လိုသံထွက်မလဲနော်တေချာလေး live မှတ်ထားတဲ့သူတွေသိလိမ့်မယ်ဗာလဲဂါငယ်ရပင်းနှချောင်းငင် you did you နော်ပြီး enjoy ပြီး it enjoy နဲ့ it နဲ့ကိုကျွန်တော်တို့ကအတန်ချိတ်ဒါကကျွန်တော်တို့ဒါဒီရဆိုတဲ့အတန်လေးနဲ့ချိတ်တာနော် enjoy အဲ့ဒီလိုမျိုး y နောက်ကနေပြီးကျွန်တော်တို့ဒါ I ဆိုတဲ့ဒီသရာတစ်ခုလိုက်တဲ့အခါမှာဂျားထဲမှာအတန်ချိတ်တဲ့ပုံစံဒီ native speaker တွေကရဆိုတဲ့အတန်လေးနဲ့ချိတ်ကြတယ်ဒါသေချာလေးလိုက်မှတ်ဖို့လိုတယ်ပေါ့နော်ဆိုတော့ did you enjoy it နော် did you enjoy it အဲ့လိုမသွားဘူး did you enjoy it ပြီးလို့ရှိရင်ကျွန်တော်တို့ကဒါ yes no question ပုံစံမျိုးမေးတာပေါ့နော်ဆိုတော့ဒီ intonation နောက်ဆုံးမှာအတန်ကိုမြင့်ပေးရမယ်နော် did you enjoy it အဲ့လိုမရဘူး did you enjoy it အတန်လေးကိုနည်းနည်းလေးမြင့်ပေးရတယ် intonation alright ပြီးရင် person B ကဘာတက်ဖြစ်လဲ yes I loved it နော်ဆိုတော့ yes ဟုတ်တယ်ငါပျော်တယ်ပေါ့နော်ဒီ enjoy ဖြစ်တယ် I loved it ငါအဲ့စကားကိုငါကြိုက်ခဲ့တယ်ပေါ့နော်ကြည့်တဲ့အခါမှာဆိုတော့ I loved it ဒီမှာဆိုလို့ရှိရင်လဲ LOVED ဒီနဲ့ဆုံးတယ်ဒါဒီပါလဲကျွန်တော်တို့ဒါ B ဖြစ်တယ်နောက်က IDA ရဲ့အရှိက I ဒီသရဖြစ်တယ် B နောက်ကသရလိုက်ရင် B အတန်နဲ့အတန်ကို link လုပ်ပေးရမယ်ချိတ်ပေးရမယ်ဆိုတော့ love it ကနေပြီးတော့ loved it နော်ဒါက past tense နဲ့ရေးထားလို့ verb တွေနဲ့ရေးထားတာပေါ့နော်ဆိုတော့ loved it နော်ဒီအတန်နဲ့ချိတ်ပေးရတယ်ဘာကြောင့်လဲ B နောက်ကသရလိုက်လို့ကျွန်တော်ပြောသလိုပဲ B နောက်ကသရလိုက်တဲ့ formula တစ်ခုကိုကျွမ်းကျွမ်းကျင်ကျင်ပိုင်နိုင်သိထားရင်တော်တော်လေးအလုပ်ဖြစ်တယ်ပေါ့နော်ဆိုတော့ yes I loved it okay person B ကပြောတယ်ဆိုတော့ conversation ကတိတ်မရှိဘူးနည်းနည်းတူတာလေးပေါ့နော်ဒါပေမဲ့လေ့လာစရာတွေကတော့ကျွန်တော်တို့ဒါအတန်တပိုင်းနဲ့ပတ်သက်ပြီးတော့ရှိနေမှာပဲဆိုတော့ဒါမျိုးတွေကိုလေ့လာဖို့လိုအပ်တယ်ဆိုတော့ conversation တစ်ခုလုံးကိုကျွန်တော်အတန်တွဲမှန်မှန်နဲ့ပြန်ပြောကြည့်မယ်ပေါ့နော် What did you watch last night I watched the movie Did you enjoy it Yes I loved it okay ဒါက native speaker တကယ်တမ်းပြောတဲ့ပုံစံနော်ကျွန်တော်ပုံမှန် native speaker တွေပြောတဲ့ပုံစံမဟုတ်ဘဲနဲ့အတန်ထွက်ကြည့်လုံးဝစမူမဖြစ်ဘူးနော် What did you watch last night okay Yes I watched a movie Did you enjoy it Yes I loved it okay ဒီလိုမျိုး speaking ကျင့်နေလို့ကတော့ဒီလိုအတိုင်းပဲထွက်မှာပဲဘယ်လောက်ပဲ speaking ကိုနိုင်ပေါင်းများစွာကြောက်အောင်ကျင့်နော်ဒါကြောင့်မလို့အတန်တက်ကိုမှန်မှန်ကန်ကန်လေးသိဖို့လိုအပ်တယ်ဒါကြောင့်အခုလိုမျိုးဒီအတန်တော်ပိုင်းတွေကိုအသေးစိတ်လေ့လာတာကကျွန်တော်တို့အတွက်အင်မတန်အရေးကြီးတာဖြစ်တယ်။ Okay ဆိုတော့ဒီနေ့ကဒီလောက်ပေါ့နော်။ဆိုတော့အခုလိုမျိုးအတန်တော်ပိုင်းနဲ့ပတ်သက်ပြီးတော့အခြေခံကနေပြီးတော့စနစ်တကျလေ့လာခြင်းနဲ့တက်မြောက်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ရှိမှဒါနဲ့ပတ်သက်ပြီးတော့ online video ခုရှိတယ်နော်။ဒါ join လို့ရတယ်။ဒါမှမဟုတ်ကိုက Zoom နဲ့ပဲတိုက်ရိုက် train ခြင်းနဲ့ဆိုလဲကျွန်တော် Zoom နဲ့လည်း train ပေးတာဖြစ်တယ်နော်။ဆိုတော့ဒီအတန်တော်ပိုင်းတွေနဲ့ပတ်သက်ပြီးတော့ကိုကဒီဟာတွေကိုမဖြစ်မနေအင်္ဂလိပ်စာလေ့လာသူတရားအနေနဲ့ကျွမ်းကျင်ပိုင်နိုင်ဖို့လိုအပ်တဲ့ဆိုတာကိုအဓိကသိထားဖို့လိုအပ်တာဖြစ်တယ်။ Okay တင်တန်းကိုစိတ်ဝင်စားရဆိုလို့ရှိရင်ကျွန်တော်ကို contact လုပ်လို့ရတယ်ပေါ့နော်။